နေပြီးတော့ပတ်လက်တစ်ခွင်မှာလဲတိုက်ပွဲတွေစိတ်လာတယ်အဲ့တော့မင်းအောင်လှိုင်ဘက်ကသူ့ဘက်ကလူမရှိတော့တဲ့အတွက်ကြောင့်ခုမန္တလေးမြို့နန်းတွင်တဲ့အထိကိုဘုံတန်တွေတဝုံဝုံကျဲနေ အားလုံးပဲမင်္ဂလာပါ T10 channel ကနေကြိုဆိုလိုက်ပါတယ်ကျွန်တော်ရဲ့ channel ဟာဆိုလို့ရှိရင်မြန်မာနိုင်ငံရဲ့စီးရဲသတင်းတွေကိုအဓိကဦးစားပေးပြီးတင်ဆက်ပေးနေတာမို့ကျွန်တော်ရဲ့ channel ကို subscribe လုပ်နှိပ်ထားပေးဖို့ပြောကြားချင်ပါတယ် အောင်ပွဲတွေစက်တိုက်ဆက်နေတဲ့ပြည်သူတော်လှန်ရေးတပ်သားများရဲ့ပြည်သက်ဆုံးလုံးကြိုးပမ်းမှုကိုမြင့်မားဆုံးသောဂုဏ်ပြုခြင်းနဲ့ဂုဏ်ပြုရင်းဂိတ်ဆုံးမှတ်တိုင်ကိုရောက်နေပြီဖြစ်တဲ့မင်းအွန်လိုင်းအကြောင်းလေးပြည်သူကိုအားစီးတစ်ခုအနေနဲ့ပြောပြကြပါမယ်အခုအားလုံးသိကြတဲ့အတိုင်းတော်လိုင်းတက်တွေရဲ့ဝိုင်းပတ်ပိတ်ဆို့ဥတီချီတက်နေတဲ့တိုက်စစ်အဟုန်ဟာမကြခင်မူဆယ်မြို့ကိုတောင်တိမ့်နံတော့မဲ့အနေအထားဖြစ်နေတယ်မူဆယ်မြို့ထဲမှာဓာကစတစ်ခုတည်းပဲရှိတော့တယ်လို့လည်းသိရှိရတယ်ပြည်သူစစ်ဗမာအများစုနဲ့ဖွဲ့ထားတဲ့ပြည်သူစစ်ကထွက်ပြေးကုန်ကြပြီးတော့ကိုကန့်နေပါတဲ့ပြည်သူစစ်တွေကလက်နက်ချသွားကုန်ပြီဆိုတော့မင်းအွန်လိုင်းအတွက်ကတစ်မျိုးကြီးတစ်မျိုးတစ်စက္ကန့်ပြီးတစ်စက္ကန့်ကြာဆုံးနေတယ်မနေ့ကလည်းပဲတော်လိုင်းရေးတပ်ဖွဲ့တွေဘက်ကကျွန်တော်ကိုလှမ်းပြီးတော့ဟိုနော်သူတို့ဖန်စီရမိထားတဲ့မင်းထွန်းပေါ့စစ်တပ်ကတော့အပတ်စဉ်40ဘင်းအောင်တက်ခွဲကမင်းထွန်းအကြောင်းကိုလှမ်းပြီးတော့ပြောပြတယ်ပေါ့သူတို့ဖန်စီရမိထားတဲ့မင်းထွန်းဆိုတာရှိမရှိပေါ့ဆိုတော့ပြောပြချင်တာကတော်လိုင်းတပ်ဖွဲ့တွေကတည်းကခက်စိတ်ဖန်စီရမိလာတဲ့အထဲမှာဘုံမှုချုပ်လည်းပဲတကယ်မြေပြင်မှာ operation commander level တွေတယောက်ပြီးတယောက်ဖန်စီခံလာတာတွေတွေ့ရပါလိမ့်မယ်ဒါပါလဲဆိုတော့တရားသောစစ်ကိုသူတို့ဆင်နွှဲနေတာမဟုတ်တဲ့အတွက်ကြောင့်မတရားသောစနစ်ကိုတိဆောက်နေတဲ့အတွက်ကြောင့်အခုလိုတယောက်ပြီးတယောက်တိတ်ဆုံးမယ်ဖန်စီခံရမယ်ညီကုန်းချုပ်မယ်ဆိုတော့အခုမန္တလေးမှာလဲညကဖြစ်တယ်တနိုင်ငံလုံးနေရာနှံ့မှာလဲတိုက်ပွဲတွေဖြစ်တယ်ချင်းပြည်နယ်ဘက်ကလွတ်လပ်သောဝီဒီယိုတွေကတောင်ရှုခင်းလေးကိုလည်းအခုမနေ့ကျွန်တော်ပို့လာတော့ကျွန်တော်ပြည်နူးဝမ်းသာအားရစွာကြည်ရတယ်သတင်းတွေသူတို့ဖြန့်လာတာကသူ့အထဲတဲ့လူတွေကလည်းအသက်တွေကကြီးပြီး50 60တွေစစ်သက်30 35နှစ်တွေအိုနာကျိုးကန်သပင်းတွေဖြူဘာမှမတန်ဆွမ်းမလုံနိုင်တော့တဲ့လူတွေကိုထောက်ခွင့်မပေးပဲအတင်းခိုင်းနေတော့တယောက်ပြီးတယောက်တစ်ဖွဲ့တေကုန်ကြတယ်ဆိုတော့သူကချော့သိတဲ့အနေနဲ့ဟုတ်ပြီစစ်သက်30ပြည့်တဲ့လူတွေထောက်ခွင့်ပေးမယ်ဆိုတဲ့၄တန်းသတင်းထွက်လာစက်တိုက်ကြပေါ့လောလောဆယ်တော့တိုက်ထားနေမင်းတို့တိုက်ပွဲနိုင်ထောက်ခွင့်ပေးမယ်ဒါပေမဲ့လိုက်ပွဲမှာတည်ဖို့များနေတာဟုတ်တိုက်ပွဲနိုင်ဖို့မှထောက်ခွင့်ပေးမယ်ဆိုတဲ့မလုံးကတော့ဒါမဲ့လောက်ဆရာဘာမှမရှိဘူးတစ်ဖက်ကလည်းအင်အားလုံးဝမရှိတော့တဲ့မင်းအောင်လိုင်းဖက်စစ်တပ်ဟာအခုယာယီတမတဆိုတဲ့တခိုးမြစ်ဆွေကိုလက်မှတ်ထိုးခိုင်းပြီးတော့စစ်မှုမထမ်းမနေရဆိုတဲ့အမိန့်ထုတ်မယ်ဆိုတဲ့သတင်းတွေကိုလည်းကြားနေရတယ်အဲသူတို့တွေကတရားဝင်တာတွေကိုထုတ်ရဲမှလည်းမဟုတ်ဘူးဘာလို့ဆိုတော့အကုန်လုံးဟာဥပဒေမဲ့သွားပြီဘောင်လွတ်သွားပြီဆိုတဲ့အတွက်ကြောင့်ဆိုတော့16နှစ်နဲ့30ကျော်ကြားယောက်ျားသားများကိုစစ်မှုမထမ်းမနေရဆိုတာကတရားဝင်ပေါ်တာဆွဲမယ်လို့ကြေညာတာပဲဖြစ်တယ်အဲ့တော့ဖက်စစ်လက်အောက်မှာရှိနေတဲ့ယောက်ျားသားများယောက်ျားလေးပေါ့16နှစ်ပြည့်ပြီးတဲ့လူအသက်35လောက်ကြားမှာရှိတဲ့ယောက်ျားအကုန်လုံးလွတ်အောင်ရှောင်နိုင်ရှောင်မရှောင်နိုင်ရင်အတင်းအဓမ္မနောက်ကနေလှန်စွတ်သို့မဟုတ်တနက်နဲ့ထောက်ပြီးတော့ရှည်တန်းကိုအတင်းလှုပ်ခံရလိမ့်မယ်လူသားတိုင်းလှုပ်ခံရလိမ့်မယ်မိုင်းရှင်းခံရလိမ့်မယ်ပါဆယ်ထမ်းဖို့ခိုင်းခံရလိမ့်မယ်ပေါ်တာဆွဲခံရလိမ့်မယ်ဒါသူတို့မဖြစ်မနေနောက်ဆုံးအကြမ်းကြုတ်ဆုံးအရက်ဆွတ်ဆုံးလှုပ်ဖို့နီးလမ်းမယ်ဒါပေမဲ့တွက်ဆကြည့်ရမှာကအခုသူတို့ကဒီလူသစ်စုမယ်စီတန်းတွေကိုလွတ်မယ်ဆိုရင်တော့အနည်းဆုံးသူ3လအနေ6လအချိန်ထပ်ယူရလိမ့်မယ်နောက်ထပ်ဒီ April May June လောက်ထိသူအချိန်ယူရလိမ့်မယ်ဒါပေမဲ့အခုဖြစ်နေတဲ့ပိုက်စိတ်တိုက်ပြီးတော့ဝိုင်းပတ်ပိတ်ဆို့လာတဲ့ဒီဖြူကညွကွင်းနားပတ်လက်ထိတော်လိုင်းတက်တွေကအမြန်လန်းထိပိတ်ဆို့ထားတာတွေနောက်ဒီကိုးပင်နဲ့ကျွန်တော်တို့တာကရလမ်းဘကိုးရိုးမဖြက်လန်းကိုတိမ့်ပိုက်ထိန်းချုပ်ထားတယ်လို့တွက်လာတဲ့သတင်းတွေအရနေပြီးတော့ကွက်ကွက်လေးပဲကြံတော့တယ်ဒီနေပြီးတော့ကွက်ကွက်လေးဟာအခုချိန်မှာတော့ easy နေတရားအောင်ရှိပေမဲ့အချိန်မြေအခုမန္တလေးနန်းတွင်းထဲကိုကြားတဲ့ဒုံးတွေလိုမျိုး107တွေနေပြီးတော့ပတ်လေကိုအချိန်မြေတစ်ပိုင်းနဲ့ကြားလာနိုင်တယ်ဖက်စစ်တပ်ကတော့ပြောမှာပေါ့ငါတို့ဟာစကန်ပြန့်ကျဲနေတဲ့စကန်တွေကိုအခိုင်အမာခံစစ်နေနဲ့တနေရာတွေကိုယူပြီးတော့ခံစစ်ဆင်မယ်လက်နက်ကြီးနဲ့ခုခံမယ်ဆိုမင်းတို့ဘာတတ်နိုင်မှာလဲလို့ကြွေးကြော်မှာပေါ့ဒါပေမဲ့အခုတော်လိုင်းရဲ့ဘက်ကသုံးနေတဲ့ drone တွေရဲ့ထောင်ချီတဲ့ drone တွေရဲ့ဟိုးမီတာ3 တောင်အမြင့်ကနေပြီးတော့ကျလာတဲ့ဘုံသီးတွေရဲ့ထိပ်ဖူးတွေက
ခမရတို့ပုံးနေမယ်ဆိုတဲ့ခံစစ်ကအခိုင်အမာဗန်မာတွေလောက်ကတော့ပြင်းအောင်ပြင်းနေတယ်လို့ပြောလာမှာဖြစ်တဲ့အတွက်ကြောင့်အခိုင်အမာခံစစ်ဆင်လဲခမရတို့ရှုံးပါပဲဟိုစကခမှုတေးတယ်လို့ပက်ဆက်တေးမှာပဲအဲ့တော့ဘာဖြစ်လဲမင်းအွန်လိုင်းအတွက်ကနေရာမရှိတော့ဥပဒေရနေရာမရှိဘူးလူထောက်ခံမှုရရပ်ပိုင်းပဲကြံတော့တဲ့အနေအထားကိုရောက်ပြီဖြစ်တယ်အဲ့တော့ကြံတဲ့ရခိုင်ပြည်နယ်ဘက်ကတပ်တွေစကိုင်းလေပိုင်းကတပ်တွေကတခင်အားရကြုံပါဝပြီးငါတို့ကိုလက်တလောစစ်ကူတွေလက်နက်ကြီးပစ်ကူတွေပေးနိုင်နေသေးလို့ဆက်လက်ပြီးရောက်လာလိမ့်မယ်လို့တော့မထင်နဲ့အခုရှမ်းမြောက်ကျသွားပြီးဆိုရင်ဗျူဟာလိုက်တိုက်တမလိုက်တွေလက်နက်ချတာတွေအဖမ်းခံရတာတွေဖြစ်လာတော့မယ်အခုမှညောက်ပိုင်းမဟာမိတ်သုံးဘွဲကပထမအဆင့်ပဲရှိသေးတယ်သူတို့ထုတ်ပြန်ကြေညာထားတဲ့ပထမအဆင့်စစ်စင်ရေးလှိုင်းမှာတော့မှမူဆယ်မြို့အဆင့်ထိကျဖို့လောက်ကိုင်မြို့တစ်မျိုးလုံးတိမ့်ဖို့အဆင့်ရှိသေးတယ်ပထမအဆင့်တော့ဒါပဲရှိသေးတယ်နော်အဲ့တော့ဖက်စစ်မင်းအောင်လိုင်းပြည်သူတရားလုံးလည်းမထောက်ခံဘူးခင်ဗျားတို့ကိုယ်တိုင်လည်းသိပြီပြည်သူကြားထဲမှာစစ်သားရဲ့လို့ထောင်လွှားဖနောက်တန်စုနွားရည်ကူခင်ဗျားတို့ဘလုံးဝမသွားရတော့တဲ့အနေထားရောက်သွားပြီပြည်သူတရားလုံးကဖက်စစ်မင်းအောင်လိုင်းရဲ့လက်ပါစီဖက်စစ်မင်းအောင်လိုင်းအောက်မှာလုံနေတဲ့စစ်သားပဲဖြစ်ဖြစ်ရဲသားပဲဖြစ်ဖြစ်ရဖက်ဝန်ထမ်းဖြစ်ဘယ်ခွေးသရောင်းသားအောင်မှပြည်သူကမကြည်ညိတော့ဘူးလက်မခံတော့ဘူးဘယ်လောက်ထိမုံတီးသွားပြီလဲဆိုဘာလို့ဆိုမှားယွင်းတဲ့ဘက်လေခင်ဗျားတို့ကဓမြမဒိန်လူသက်မူရရာစာကြားဖြန့်ခိုင်းခေါင်းဆောင်အခုဆိုရင်ကဘာမှာဘိန်းပြူအများဆုံးထုတ်လုပ်တဲ့နိုင်ငံဖြစ်သွားပြီဘိန်းရာစာမင်းအောင်လိုင်းကိုယ်တိုင်မဟုတ်တာမှန်မှန်တာမတရားတာမှန်သမျှအကုန်လုတ်တဲ့မင်းအောင်လိုင်းဒီဖက်စစ်ငရဲခွေးမင်းအောင်လိုင်းကိုခေါင်းဆောင်တင်ပြီးတော့သူ့နောက်လိုက်နေမှာတော့သူသွားရလမ်းမှာအတူတူပါမှာပဲဖြစ်တယ်အဲ့တော့တမျိုးပြီးတမျိုးတစ်စကန်ပြီးတစ်စကန်တိမ့်ပိုက်လာတဲ့ပြည်သူခုခံတော်လှန်ရေးစစ်တပ်ပွဲတွေကိုလည်းကျွန်တော်တို့ဂုံပြုတ်ကြိုဆိုရင်းပေးဆက်ဆွန့်လွတ်သွားရှာတဲ့ကျွေလွင့်သွားသောကျေပွင်လေးတွေကိုသူတို့ရဲ့ကြံသောမိသားစုတွေသူတို့ကြံခဲ့တဲ့မိဘတွေကိုတော်လှန်ရေးပြီးလွတ်လပ်ရေးရပြီးတဲ့အချိန်မှာအကြီးမြတ်ဆုံးချီးမြှောက်မှုနဲ့ကျွန်တော်တို့တွေဂုံပြုရလိမ့်မယ်ကျွန်တော်တို့တွေထောက်ပံ့ရလိမ့်မယ်သူတို့သားသမီးတွေကိုကျွန်တော်တို့ပြည်သူတရားလုံးကမြေတော်မြောက်ဖို့ပြင်ဆင်ရလိမ့်မယ်အခုတည်းကကျွန်တော်ပြည်သူတွေကိုနူးနူးညံ့ညံ့လေးလေးစားစားပန်ကြားပြရစီဘာလို့ဆိုတော့မြို့တစ်မြို့သိမ်းပြီးတိုင်းဟေးဒီမြို့ဆိုးအောင်ဆိုမယ်ပျော်စရာဟုံးနဲ့တက်သွားတဲ့ချိန်မှာကျွေလွင့်သွားတော့ကျေပွင်လေးများရဲ့မိသားစုလေးများဟာပျော်နိုင်မှာမဟုတ်ဘူးဆိုတာကိုချင်းစာဖို့လိုပါတယ်ဒါကြောင့်မို့လို့ကျွေလွင့်သွားတော့ကျေတပွင့်ကြီးတိုင်းကိုအမြင့်မြတ်ဆုံးတန်ဖိုးထားပြီးတော့သူတို့အသက်နဲ့ပေးယူခဲ့တဲ့တိုက်ခဲ့တဲ့လွတ်လပ်ရေးကိုကျွန်တော်တို့အသက်နဲ့ထပ်တူတန်ဖိုးထားဖို့ခုတည်းကမြင့်မြတ်တဲ့နှလုံးသားတွေကိုစီမွေးကြပါအဲ့တော့ဖက်စစ်တပ်ထဲကလူသားများကိုလည်းစစ်သားများကိုလည်းကျွန်တော်တို့ပြည်သူတွေလက်ကမ်းကြိုနေစေဖြစ်တယ်ခင်ဗျားတို့တွေအသက်ရှင်ခွင့်ကိုကျွန်တော်တို့လမ်းခင်းပေးနေစေဖြစ်တယ်နောက်ဆုံးမှတ်တိုင်ရောက်နေပြီဖြစ်တဲ့မင်းအောင်လိုင်းနဲ့အတူခင်ဗျားတို့ရဲ့အသက်ဘဝတွေကိုစတီးဖို့မကြိုးစားပါနဲ့တော့ခင်ဗျားတို့ယုံကြည်ထားတဲ့ငါစစ်သားပဲကွာအသက်ရင်ရမှာဓမ္မတာပဲကွာမှန်တယ်စစ်သားဆိုတော့အသက်နဲ့ရင်ပြီးလောက်ရမယ်အလုပ်တိုးတော့တခိုးဓမြဘိန်းရစာမင်းအောင်လိုင်းအတွက်လှုပ်တာစစ်သားမဟုတ်ဘူးဓမြဂိုင်းသားတခိုးဘတ်တော်သားစစ်သားမဟုတ်ဘူးခင်ဗျားတို့ကျွန်တော်တို့ကြိုးစိုးနေရဆိုတာစစ်သားအလုပ်ကိုစစ်သားလို့လုံနိုင်ဖို့စစ်တပိုင်းတော်တွင်เนาะကျွန်တော်ပြောခဲ့တဲ့စကားတချို့မှရှိပါတယ်နှစ်မကုန်ခင်ရန်ကုန်မှာပြန်ဆုံမယ်လို့ကျွန်တော်ပြောခဲ့တာရှိပါတယ်တိုးတော့အခုနှစ်မကုန်ခင်ရန်ကုန်မှာမဟုတ်ပေမဲ့ရန်ကုန်နဲ့အနီးဆုံးတနေရာမှာကျွန်တော်ပြည်သူလူထုနဲ့ဆုံပါမယ်သိကြတယ်နော်နှစ်မကုန်ဘူးလို့ကျွန်တော်ပြောထားတယ်အားလုံးဒီထက်ပိုပြီးတော့ကျွန်တော်တို့ကဝမ်းနဲ့ပို့လဲကောင်းလို့မခံချင်စိတ်နဲ့လူတိကြစ်ပေါအောင်ဆုတ်ချင်စိတ်ကောင်းတဲ့သတင်းတစ်ခုကလည်းရှိသေးတယ်ဒါကဘာလဲဆိုတော့ပြီးခဲ့တဲ့နိုဝင်ဘာ30ရက်နေ့ကစပြီးတော့လာအိုကပိုင်းလော့တွေလာအိုဆိုတာတရုတ်နဲ့ကျွန်တော်တို့မြန်မာနဲ့နယ်စပ်နိုင်ငံသုံးမွေးဆိုင်ရှိတဲ့နိုင်ငံအိန္ဒိချင်းနိုင်ငံမှာတည်တည်လေးပါကျွန်တော်တို့ကရှိတယ်လို့တော့မသိတဲ့နိုင်ငံကပိုင်းလော့တွေပါရောက်ရှိလာပြီးတော့ရုရှားတွေရှိမှာပညာသင်ရင်းနဲ့မြန်မာပြည်ကိုဘုံကျဲလက်ကျင့်နေပါတယ်ဒါဘလောက်ဝမ်းနေဖို့ကောင်းလဲပြောတော့မြန်မာတပ်မတော်ပြည်သူကိုကာကွယ်တော့တပ်မတော်ဆိုပြီးတွင်တွင်ကြီးကြော်နေအခုကြည့်2020ထိအေဂျင့်စိတ်ငြိမ်ပျော်ရွှင်စွာနဲ့စင်ကာပူနိုင်ငံကိုတော့ကြော်တက်တော့မယ်လို့ကြုံသွားပြီးတော့တနိုင်ငံလုံးကိုမောင်းနှင်ဖို့ဥဆောင်တဲ့ခေါင်းဆောင်ကြီးကိုဘာမဟုတ်တဲ့ icon လေးရှိလို့ဖန်ဆီးထောင်ချထားတာ icon ဆိုသူကင်တာလည်းမဟုတ်စစ်သားစဉ်းစားကြည့်စစ်သားတွေ icon ဆိုလူတိုင်းကြိုက်တဲ့နေရာမှာမောင်ကိုစင်းနဲ့ဝယ်လို့ရတယ်စင်ကာပူလိုနိုင်ငံကိုကြော်တက်ဖို့ထိစင်ကာပူနိုင်ငံမှာကိုရဲရင်စွာမိကုံးပြောပြီးတော့တကယ်နှစ်တူနှစ်ရှိစီမံကိန်းကြီးတွေနဲ့နိုင်ငံကို2015နဲ့2020ကြားလေးခဏရတဲ့၄နှစ်ခွဲလောက်လေးကိုကြောက်အောင်ထုတ်ဆွဲခေါ်သွားငင်းချလိုက်တာပြိုးလိုက်တာလမ်းတွေကောင်းလာလိုက်တာ
ဈေးနှုန်းတွေကျလိုက်တာစီဒီဆိုတခါလေတက်ကြီးရေတန်းကောင်ဈေးကြီးနေပြီးတော့ဓာတ်စီဒီဇယ်ဟာဈေးပေါ်နေတာကြည့်အခုခေတ်နဲ့ဝယ်လို့တော့မရအောင်တုတ်ပြတ်တက်ရာချိုးရင်းဘာလဲဖက်စစ်အာဏာရှင်စနစ်ဖက်စစ်စစ်တပ်ကြောင့်ဒီလိုပဲကြားသိနေရတဲ့စီရေးရအောင်မြင်မှုသတင်းတွေဒီသူတွေသိရှိပြီးဖြစ်ပါလိမ့်မယ်ဂရင်းဂရနီနယ်စပ်မှာတခါနေသိမ့်ပိုက်ရရှိတဲ့သတင်းတွေနမ်ဆန်ဘက်ကနေပြီးတော့တကြောအကုန်လုံးတောက်လျှောက်ဆင်းလာပြီးတော့လာရှိုးကိုပတ်ပိတ်ဝိုင်းနိုင်တော့မဲ့အခြေအနေတွေမူဆယ်မြို့105မိုင်ကြာပါပြီးတဲ့နောက်မူဆယ်မြို့ကိုပတ်လဲပိတ်ဝိုင်းပြီးတော့မူဆယ်မြို့ထိထိုးဖောက်နိုင်တော့မဲ့အနေအထားတွေလောက်ကိုင်မြို့အဝင်ဂိတ်ကိုလိုင်းတပ်ဖွဲ့တွေကသိမ်းပိုက်ပြီးတော့ဒေါ်လာရေးအလံတိုင်းသားတို့ရဲ့အောင်လံတွေလွှင့်ထူနိုင်တဲ့အကြောင်းတွေဒီပြင်ကိုလည်းပဲကျွန်တော်တို့ဤသူဘာကွေးတက်တဲ့တိုင်းသားဒေါ်လာရေးတပ်ဖွဲ့တွေဘက်ကမြင့်မြတ်စွာတက်ပေးဆက်ဆွန့်လွတ်သွားတဲ့ရေကောင်းတို့ရဲ့ဒီကွဲပွဲရာပေးဆက်ဆွန့်လွတ်မှုတွေကိုဂုဏ်ပြုအောင်မြင်ခြင်းတွေအားလုံးတွန်တွဲပြီးတော့ကြားသိနေရတဲ့အခြေအနေဖြစ်ပါတယ်ဒီထဲမှာလှုပ်ခတ်လာတဲ့အနေအထားတစ်ခုရှိပါတယ်ဒါကလည်းမြန်မာပြည်အလဲပိုင်းပလဲနယ်ဘက်မှာဖြစ်ပေါ်ခဲ့တဲ့ဒေါ်လာရေးတပ်ဖွဲ့ချင်းချင်းကြားထဲမှာဒီ chain of command ပြေစုံကုန်လုံးခိုင်ခန့်အောင်ဒီဆောက်နိုင်ဖို့ကြိုးစားနေစေကာလမှာကျွန်တော်လွန်ခဲ့တဲ့3-4 လကတင်ပြခဲ့တဲ့အတိုင်းပါပဲထိရိတ်ကိုခိုကြသူချင်းချင်းထိရိတ်အနေငယ်ကွဲလွဲတဲ့ခါမျိုးမှာဖြစ်တတ်တဲ့သဘောတဘာဝအတိုင်းမြေပြင်ပုတ်တိုက်မှုလေးတွေတချို့ကြားသိရပါတယ်ကျွန်တော်တို့နိုင်ငံသားတွေအနေနဲ့သူတစ်ဖြင့်တော်လှန်ရေးဘက်သားတွေအနေနဲ့ကတော့ခုချိန်မှာအဓမ္မအကြမ်းဖက်ဖက်စစ်အာဏာရှင်စနစ်လုံးဝအမြင့်ပြတ်ဖို့တိုက်ထုတ်နေရတဲ့ကာလတော်တဲ့မှာကိုရီချင်းချင်းပြေးကွယ်လို့မရပါဘူးကိုရီချင်းချင်းပြိပက္ခမဖြစ်ပွားအောင်တတ်နိုင်ဆုံးကြိုးစားကြဖို့လိုပါတယ်ပုံမှန်အနေနဲ့ကျွန်တော်တို့အားလုံးပြောရရင်ရွှေတကုံဖျားရဲ့အရှိဘက်မုတ်ကပဲတက်တဲ့ရွှေတကုံဖျားရဲ့နောက်ကမုတ်ကပဲတက်တဲ့ကျွန်တော်ကပမာပြောပြတာပါဘာသာရေးကိုဥတီတာမဟုတ်ပါဘူးခုလေရွှေတကုံဖျားကိုယ်တိုင်လည်းဖက်စစ်အာဏာရှင်တွေရဲ့အတင်းအဓမ္မစက်ကြီးကောက်ခံခြင်းကိုခံနေရတဲ့ကာလပါပြီးတော့အရှိဘက်မုတ်ကပဲတက်တဲ့နောက်ကပဲမုတ်ကပဲတက်တောင်ဘက်မုတ်ကပဲတက်တဲ့ဒီကဖျားရင်ပြင်ကိုရောက်ဖို့ပါအဲ့တော့အခုလက်ရှိချင်းချင်းကြားထဲမှာအရှိဘက်မုတ်မှာတက်တဲ့လူနဲ့တောင်ဘက်မုတ်မှာတက်တဲ့လူကြားလှမ်းမြင်ပြီးတော့မင်းမြန်တဲ့ငါမြန်တဲ့ဆိုတဲ့ပုံစံနဲ့ချင်းပွားနေတဲ့သဘောလို့ကျွန်တော်ယူဆပါတယ်အဲ့တော့နှစ်ဖက်စလုံးဖြစ်ပေါ်နေတဲ့ဒီပက္ခဖြစ်ပေါ်နေတဲ့နှစ်ဖက်စလုံးကိုမေတ္တာရက်ခံပါတယ်ယတိကြီးနဲ့သမိုင်းသင်ခန်းစာအပြည့်ယူပြီးတော့မန်ရောမာနရောအဲ့ဒါတွေကိုရှေ့တန်းမတင်ပဲဥပဒေဆိုတဲ့နေရာမှာလည်းပဲဇုတုဖွဲ့အတွက်ကိုအခြေတည်တဲ့လက်တော်ရေးဆွဲပြဋ္ဌာန်းသောဥပဒေထက်လူသားဆန်သောဥပဒေတွေနဲ့တော်လှန်ရေးသမားပြည်သားသောဥပဒေတွေကိုကျင့်သုံးဖို့တစ်ဖက်စလုံးကိုကျွန်တော်မေတ္တာရက်ခံပါတယ်မာနဆောင်အာနာဆောင်နောက်တစ်ခါဒေါသဆောင်ဒီဆောင်၃ဆောင်မှဦးစားမပေးစီလို့ပါဘူးကျွန်တော် title တင်ထားတဲ့ YouTube မှာတင်ထားတဲ့အတိုင်းကျွန်တော်အကြောင်းအရာလေးတွေကိုဆက်ဆက်ပြီးတင်ပြခြင်းပါတယ်ခုဒီမနေ့ပဲကျွန်တော်ကိုAir Force ဘက်က AD ပေးပို့လာတဲ့ AD ဆိုတာလည်းကျွန်တော်အားလုံး confidential ရှိတာမဟုတ်ပါဘူးပေးပို့လာတဲ့ချက်လက်တွေအများကြီးထဲမှာဖြစ်နိုင်စွမ်းတော့ရှိတယ်ပေးပို့လာတဲ့ချက်လက်တွေကိုဆက်ကောက်နှုတ်သုံးသပ်မယ်ဆိုရင်လက်ရှိဖြစ်ပေါ်နေတဲ့ဆက်စစ်မင်းအောင်လှိုင်ရဲ့နောက်ဆုံးဖီယိုဖျက်ခံစစ်အတွက်ကိုအကျုံးဝင်နိုင်ကောင်းရဲ့ဆိုတဲ့အချက်လက်ကိုပဲကျွန်တော်ကရွေးကောက်သုံးသပ်တင်ပြတာဖြစ်ပါတယ်အဲ့တော့လေတက်ဖီအေဒီကဘာတွေပြောလာတယ်ဆိုရင်အခုကျွန်တော်တို့ရဲ့တိုင်းသားဒေသဒေါ်လာရေးစခန်းတွေမြို့ပြတွေကိုအပြင်းထန်ဘုံကျဲနေတဲ့အထက်မှာရုရှားပိုင်းလော့တွေမောင်းပြီးတော့ရန်ပိုင်းလော့ဖြစ်အကူဖြစ်မြန်မာလေတက်ကပိုင်းလော့ပါပါတယ်ဝက်တစ်ချက်နော်ကျွန်တော်တို့အတွက်အများကြီးစဉ်းစားရမယ့်ကိစ္စဖြစ်ပါတယ်ကျွန်တော်တို့တွေကိုကျွန်တော်တို့နိုင်ငံသားတွေကိုရဲဆက်အမတန်ပြင်းထန်တဲ့ရဲဆက်ဒီနေ့ရဆိုရင်ကျွန်တော်ကိုရှမ်းမြောက်ဘက်ကဒေါ်လိုင်းတက်ဖွဲ့တစ်ခုကနေပြီးတော့ကျွန်တော်ကိုပြေးပို့လာတယ်သူတို့ရဲ့
ကြည့်လက်ဟိုပေါ့စီကန်းကိုပေါ့နော်စီကန်းကြီးကိုမြို့နယ်စီကန်းကြီးပေါ်ကိုလင်းဘုံကြလာဘုံတီးကဒါတော့အရှိရှိတယ်ဒါတော့အရှိရှိတယ်ဒလက်တွေလည်းပိန်ရှုပ်နေကျွန်တော်ထင်တယ်ဒလက်နဲ့ကြလာတဲ့သဘောရှိတယ်ထိတ်ကထိတ်ဖူးကလုံးဝအကောင်းတိုင်းဖြစ်နေဆိုတော့ကြလာတဲ့အရှင်ကကျဲတာပုံမှန်မှန်လို့လားဘုံတီးရဲ့အထဲမှာတိဆောက်စဉ်ကပဲကျွန်တော်ကိုတချို့ဖျဲသီးတချို့ပေးပို့ထားတဲ့ပုံစံတိုင်းနော်ကျွန်တော်ကိုပေးပို့ထားတာရှိပါတယ်ဘာလဲဆိုတော့စနက်နဲ့ပစီထုတ်လုပ်တဲ့တက်တွေကကျွန်တော်တို့တွေကိုပေါင်900ဘုံတွေဒီလိုမျိုးheavy weight ပေါ့ဘုံကြီးတွေကိုအမြန်ဆန်ဆုံးနော်ဖိအားပေးပြီးတော့ထုတ်လုပ်ခိုင်းနေပါတယ်တဲ့ထုတ်လုပ်ခိုင်းနေတယ်ဆိုတော့သူတို့ကစိတ်မပါဘူးထွက်လို့ပြေးလို့လည်းမရဘူးမထုတ်လို့ရင်လည်းသူတို့ရေးယူထောင်ချခံမယ်ဆိုတော့ထုတ်လုပ်ပေးပါတယ်တဲ့ဒါပေမဲ့ဘာလုပ်လဲဆိုရင်အဲမှာစနက်တန်ဒီစနက်တန်တွေရှိတယ်ထိပ်ဖူးနဲ့ထိတဲ့အခါမှာရန်လှအားပေးပြီးတော့ကွဲထွက်မဲ့စနက်တန်ဤပညာမျိုးတွေမှာသူတို့ကမကွဲအောင်လုပ်ပေးလိုက်တယ်တဲ့မချင်တတ်ဘူးလားလာစစ်လေကိုယ်တိုင်ခွဲကြည့်ပေါ့ခုနားမှာတမှုကိုယ်တိုင်ခွဲကြည့်ကွဲရလို့ယုံကြည်တဲ့အလုံးမှာသူတို့ခွင့်ပြုပေါ့ဒါဆိုရင်သူတို့ pass ပေးပေါ့ဘလုံးဝစစ်ဆေးလို့မရနိုင်အောင်သုံးတလုံးနဲ့တန်ဖိုးသိန်းရာချီကုန်နိုင်တဲ့ဟာဒါသူတို့ကလည်းထုတ်လုပ်တဲ့ဤပညာရှင်အားလည်းပဲသူတို့လုပ်ပေးနိုင်တဲ့ဖျက်သီးအလုပ်ကဒါပဲရှိထုတ်ပေးမယ်โอเคမကွဲအောင်အဲမှာထည့်ပေးလိုက်တယ်ပင်နေရန်ဒီဟိုစနက်တန်နဲ့ထိတွေ့ရမယ့်အစိပ်ပိုင်းကိုနည်းနည်းဟပေးလိုက်မယ်ပေါင်တောင်ဂျုံးနဲ့ထိရမယ်ဘလောက်ဝိတ်ဆိုမကွဲဘူးသူလည်းလူတယ်ထုတ်ဆိုလည်းထုတ်ပေးလိုက်တယ်သို့တော့ပြည်သူကိုထိခိုက်တဲ့ရောက်မှုမှာမရှိအောင်ဒီလုပ်ပေးလိုက်အဲ့လိုပုံစံတိုင်းအခုဆိုရင်ဘုံသီးတွေအများအများကျလာတယ်အကြီးကြီးမကွဲဘူးဘာဖြစ်လဲကျွန်တော်တို့ဖက်စစ်တပ်ထဲမှာအားလုံးကလူဆိုးကြီးပဲမဟုတ်ဘူးဆိုတဲ့ပြရုပ်ဖြစ်တယ်နော်ဒါတစ်ချက်ပါထားလိုက်တော့အခုအဲ့ဘုံသီးတွေကျလာတယ်ပြစ်ရဲဆက်ဘုံကျဲလာတယ်ကျဲခိုင်းတာမရောက်လိုက်ကမောင်းနှင်တဲ့fighter jet pilot ကရုရှားနိုင်ငံသားpilot ထုတ်လုပ်ပေးတဲ့ကျွန်တော်တို့မြန်မာပြည်တွင်းဘုံသီးဆိုရင်မကွဲဘူးကများတယ်ရုရှားကဝယ်ရမယ်ဆိုရင်ငွေကြီးအရန်များတော့မရောက်လိုက်ကအကုန်မတက်နိုင်ဘူးတော်တော်မဖြစ်မနေအရေးကြီးတောရမယ်ဆိုတဲ့ဟာမျိုးဆိုတော့ရုရှားကလာတဲ့ဘုံသီးနဲ့ရုရှားလူမျိုး pilot နိုင်ငံသားစစ်ကူနဲ့ကိုမြန်မာပြည်ထဲကနိုင်ငံသားတွေကိုရဲဆက်ဘုံကျဲခိုင်းပါလိမ့်ပြီးတော့အခုဖက်စစ်စစ်တွေမြန်မာတပ်မတော်လို့သာပြောနေတယ်အခုပြည်သူကိုပြန်ဘုံကျဲနေတယ်နိုင်ငံသားရဲ့အခုရုရှားပိုင်းလော့နဲ့မလုံလောက်တော့လို့နောက်ပိုင်းရုရှားတွေမရောက်လာခဲ့တည်ရှိတော့ဝီးလုံးလို့ပေါ့လာအိုပိုင်းလော့တွေနဲ့ကျဲကိုင်းမဲ့သဘောရှိနေအဲ့တော့ကျွန်တော်တို့အိန္ဒိယနိုင်ငံတွေထဲမှာမှတ်သားထားရမယ်နိုင်ငံတစ်ခုထပ်တိုးလာတဲ့ဆိုတဲ့သဘောပါပဲပြီးတော့လည်းတခါ2008ဖွဲ့စည်းပုံအခြေခံရပဲဖြည့်ရှင်းကြပါလို့ထုတ်ပြန်လာတဲ့အိန္ဒိယတရုတ်နိုင်ငံကြီးကိုလည်းပဲကျွန်တော်တို့စောပိုင်းကတော့တတိကြီးကြီးထားပြီးကျွန်တော်ကြိုးဆိုခဲ့ပြီမဲ့အခုချိန်မှာတော့ပြက်ပြက်သားသားရှုတ်ချတယ်လို့ကျွန်တော်တို့ထုတ်ပြန်ရမှာဖြစ်တယ်ပြီးကြတဲ့ရက်ကရပ်ဖက်အဖွဲ့အစည်းတွေထုတ်ပြန်တဲ့ကြေညာချက်ကိုကျွန်တော်လည်းကြိုးဆိုပါတယ်တရုတ်နိုင်ငံရဲ့မိသားတစ်ဖက်ရေမိုးတစ်ဖက်လုံးမဖြစ်ဘူးဆိုတာကိုပြသပါလိမ့်မယ်ပြက်ပြက်သားသားမရက်တည်ရဲပဲနဲ့ဟိုးရခင်တော့တရုတ်ဘိန်းစားတွေရဲ့ဈေးပေါင်ကျိုးကိုစောင့်ပြီးတော့အချောင်ဈေးနဲ့ဝယ်ဖို့ကြိုးစားနေတဲ့စီးပွားရေးသမားစိတ်ဓာတ်ကိုတရုတ်နိုင်ငံရေးသမားတွေရှောင်ရှားနိုင်လိမ့်မယ်လို့မျှော်လင့်ပါတယ်တရုတ်မျိုးဆက်တွေဒီဟာကိုချက်ဖွဲ့လေးနိုင်ငံရေးဈေးပေါင်ကျိုးစောင့်တဲ့တရုတ်အစိုးရရဲ့လုပ်ရက်ကိုတမိုင်းမှာချက်ဖွဲ့လေးဖြစ်စဉ်တစ်ခုဖြစ်မှတ်တမ်းဝင်သွားမယ်လို့ဆိုတာကိုသိမယ်လို့ကျွန်တော်တို့ယုံကြည်ပါတယ်အဲ့တော့ဆက်ပြောရရင်လာအိုနိုဝင်ဘာ30ရက်နေ့ရောက်တယ်အခုဒီဇင်ဘာလတော့တဲမှာရုရှားပိုင်းလော့တွေနဲ့အတူတွဲပြီးတော့မြန်မာပြည်သူတွေကိုဘုံကျဲတပ်ဖြတ်တဲ့နေရာမှာလေ့ကျင့်ရေးကွင်းဖြစ်ဆင်းနေတယ်ဒါကိုဘယ်သူကပေးဖို့လာလဲမြန်မာလေတပ်ထဲကမခံကျင်တော့တဲ့ပိုင်းလော့တွေကပေးဖို့လာကျဲခံရတာကိုပြည်သူကိုမိဘကိုညီကိုမောင်နှမထုတ်လို့တဲ့လက်နက်ကိုနိုင်ငံထဲမှာထုတ်လို့တယ်ကျဲနေသူအမိန်ပေးတာကိုအတိအကျတိုင်းဘာကြောင့်နိုင်ငံသားတွေအားကိုးလာတယ်လဲဆိုရင်မြန်မာပိုင်းလော့တွေကိုတုံးတဲ့ခါမှာလွဲချော်ပြီးကျဲတာတို့ကိုယ့်အောက်ကကြီးတက်တဲ့ရဲဆက်လိုက်မရင်းကျင်နေတဲ့ကြီးတက်တဲ့ကိုပဲပြန်ကျဲပစ်တာတို့ဒါမျိုးတွေလောက်လာများတဲ့အတွက်ကြောင့်ပိုင်းလော့တွေကျွန်တော်သိရသလောက်အခုဆိုရင်ဘုံမှုအဆင့်ပိုင်းလော့တွေအထိပါခါတိုင်း fighter jet မောင်းနေပြီမဲ့အခုမောင်းခွင့်မပေးတော့ဘဲနဲ့ရက်ဖက်ရုံးတွေကိုပို့ပြီးတော့ထိန်းချုပ်ထားလိုက်တယ်ကျေကျုပ်သဘောထားလိုက်တာအများကြီးဖြစ်လာတယ်မြန်မာပိုင်းလော့ထဲမှာဆိုတော့ပြောရတဲ့ကျွန်တော်တို့မြန်မာလေတပ်ကိုပါဟုတ်ပါတယ်မြေပြင်ခြေနေရတော့ကောင်းကင်မှာပြန်နေတဲ့လေရင်တစ်စီးထဲမှာဘယ်ကောင်တက်မောင်းနေလဲကျွန်တော်မသိဘူးလေတပ်ပိုင်းလော့တွေပဲမောင်းနေမှာပေါ့ထင်တာပေါ့ညင်စရာပေါ့တုံးသက်စရာပေါ့မှန်တယ်လေကျွန်တော်တို့အတိအကျမသိဘူးအဝေးကြီးမမြင်ရအောင်ဒါပေမဲ့ချက်လက်တွေကိုကျွန်တော်တို့မမြင်ရတဲ့မြုပ်ကွက်တွေကျွန်တော်တို့မမြင်ရတဲ့သူတို့အတွင်းပိုင်းထဲမှာဖြစ်နေတဲ့အခုလိုရုရှားပိုင်းလော့တွေလာအိုပိုင်းလော့တွေကလာမောင်းတယ်အရန်ပိုင်းလော့နေနေပဲဗမာထိုင်ရတယ်ညီတာမတ်တာနိုင်ငံတကာဥပဒေအရ
နိုင်ငံသားတွေကိုပေါင်းနိုင်တယ်ဆိုတဲ့နိုင်ငံသားစစ်ကူယူတယ်ဆိုတဲ့ဟာကိုမဖြစ်အောင်လို့သူကနော်โอเคအဲ့တော့ကျွန်တော်တို့ထပ်ပြီးတော့ပြောပြရရင်အခုပြည်တွင်းမှာချင်းပြိပခဖြစ်ဖို့တာဆူနေတဲ့အဖွဲ့တွေကိုနိုင်ငံသားတွေစစ်ကူနဲ့ပြည်သူကိုရန်မှုနေတဲ့ဖက်စစ်တပ်ကြီးကိုအတူတူတိုက်ကြသူချင်းသွေးမကွဲကြပါနဲ့မြင့်မြတ်တဲ့စိတ်ထားအဝေးကိုမျောမြင်တဲ့စီရေးအမြင်အော်လူသားဆန်တဲ့နှလုံးသားတွေနဲ့ငင်းချမ်းစွာဖြည့်ရှင်းနိုင်ဖို့ကြိုးစားသွားပါငင်းချမ်းစွာဖြည့်ရှင်းနိုင်တဲ့ကိုချင်းကြားထဲမှာပေါင်းဆက်စူးစီးဆောင်ရွက်နိုင်တဲ့စွမ်းရည်မရှိတဲ့စစ်ခေါင်းဆောင်တော်လှန်ရေးခေါင်းဆောင်ဟာအေးကြတယ်ချိန်တူကာလတစ်ခုတော်တည်းမှာပြည်သူရဲ့ထောက်ခံမှုကနေရော့ကျရှုံးနိမ့်ဖယ်ရှားခံရမှာဖြစ်ပါတယ်ကိုချင်းကြားထဲမှာဒါပေမဲ့ပေါ့လေဘလို့မှလက်ခံနိုင်စွမ်းမရှိတော့တဲ့ဘောင်ကျော်ခြင်းစစ်လက်နက်ကန်တပ်ဖွဲ့ချင်းကြားထဲမှာစောင့်စည်းရမယ်ထိန်းသိမ်းရမယ်လိုက်နာရမယ်အလိုအလျောက်တိတက်ရမယ်ကျင့်ဝတ်တွေကိုလက်လူစပယ်လက်လူရှုခြင်းပြုမှုတတ်တယ်ဆိုရင်တော့လက်ရှိတော်လိုင်းကာလတော်လိုင်းအဝင်ဝိုင်းတော်လိုင်းယဉ်ကျေးမှုရအင်အားများသောအမှန်တရားကိုအခြေပြုသောပြည်သူကိုထောက်ခံမှုယုံကြည်မှုကိုရသောအစုဖွဲ့ကပြည်သူထောက်ခံမှုကိုမရသောအင်အားကိုရထိရိနဲ့စုဖွဲ့ထားသောမျောမြင်ရင့်ကျက်မှုမရှိသောလောဘဇောအာနာဇောထက်သောအစုဖွဲ့အပေါ်ကိုလွှမ်းမိုးထိန်းချုပ်အုပ်စီးပေါင်းစပ်နိုင်အောင်ကြိုးစားသွားလိမ့်မယ်လို့ကျွန်တော်ယူဆပါတယ်။အဲကြောင့်မလို့စီကောင်းဆောင်လုပ်နေသောသူတွေအားလုံးကိုလေးနဲ့ပန်ကြားကြပါတယ်။ရင်းချက်ပါဒေါ်လာရင်းချက်ချင်းကြားတဲ့ဖွဲ့ချင်းကြားထဲမှာယဉ်ကျေးပါနောက်ဆုံးကတော့ဒေါ်လာရင်းပေါ်မှာယူသားပါလို့ကျွန်တော်အကြံပြုချင်ပါတယ်။နိုင်ငံသားစစ်ကူနဲ့ပြည်သူကိုမင်းမှုနေတဲ့ဖက်စစ်ကိုအတူတူတိုက်ကြပါ